G-Shock အောင်မြင်နေချိန်မှာပဲ Casio ကနောက်ထပ်ဈေးကွက်တစ်ခုကိုထိုးဖောက်ပါတယ်။အဲ့ဒါကတော့ Smartwatch တွေရဲ့ဘိုးအေလို့ခေါ်ရမယ့် Multifunctional Digital Watches တွေပါပဲ။1984မှာ DataBank Sudi 40ထွက်လာပါတယ်။ဒီနာရီကဖုန်းနံပါတ်10ခုကိုမှတ်ထားပေးနိုင်ပါတယ်။ဒီနေ့ခေတ်မှာဘာမှမဟုတ်ပေမဲ့အဲ့ဒီခေတ်ကတော့လက်ကောက်ဝတ်မှာဖုန်းစာအုပ်တအုပ်ရှိနေသလိုပါပဲ။1985မှာ Pillar FS 10ဆိုတဲ့နာရီထွက်လာတယ်။နာရီနဲ့ကြိုးကိုတသားတဲ့ plastic hybrid molding နဲ့လုပ်ထားပြီးစက္ကူလိုပါလွှာပါတယ်။ဒါတင်မကပါဘူး။ကဏန်းပေါင်းဆက်ပါတဲ့နာရီ calculator watch တွေကလည်း pop culture မှာနေရာယူလာတယ်။ Back to the Future ရုပ်ရှင်တွေက Marty McFly ဝတ်ဆင်ခဲ့တာကြောင့် geek chick စကြဖို့ style ဆိုပြီးခေတ်စားလာတယ်။ဒါပေမဲ့အထူးခြားဆုံးကတော့1989မှာထွက်တဲ့ BN100W ပါသူကနာရီတက်မဟုတ်တော့ပါဘူး။လေဖိအား barometric pressure ကိုတိုင်းပြီးရာသီဥတုကိုခန့်မှန်းပေးနိုင်ပါတယ်။မိုးရွာမလားနေသားမလားဆိုတာလက်ကောက်ဝတ်ကိုကြည့်ပြီးသိနိုင်တဲ့ခေတ်ရောက်လာပါပြီ။60ပြည့်လွန်အစောပိုင်းမှာ touchscreen နာရီ VDB 1000 TV အဖွင့်အပိတ်လုပ်လို့ရတဲ့နာရီသွေးခုန်နှုန်းတိုင်းတဲ့နာရီCasio ဟာနာရီဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပြောင်းလဲပစ်ခဲ့ပါတယ်။သူတို့မလုပ်နိုင်တာဘာမှမရှိသလောက်ပါပဲ။